တပည့်တော်နိုင်ငံပြတ်တာစာရေးဆရာတွေရဲ့တာဝန်မကင်းဘူးစာရေးဆရာလားနိုင်ငံရေးသမားလားမသိဘူးသူတောင်ပြောမြောက်ပြောလျှောက်ပြောတာအစိုးရ20ပြတ်တာနော်20ဒီမိုကရေစီရလိုက်လို့တာပါ30လောက်ရရင်နိုင်ငံအထိတဲ့ပို့ဆိုသွားမယ်ထင်တယ်အဲ့ဒါစာရေးဆရာလာရင်ဘာတွေးစရာပါလဲစာရေးဆရာပြန်ရင်ဘာတွေးစရာကြံလဲတွေးတာအကောင်းတွေးပဲဖြစ်အောင်ဟုတ်ဗျအခုကချင်းချင်းရန်တိုက်ထားခဲ့တာဟုတ်ဗျာတောင်ပြောမြောက်ပြောလျှောက်ပြောခဲ့အဖွဲ့အစည်းလဲကွယ်ရက်ရွာလဲကွယ်ဟုတ်လားနိုင်ငံလဲကွယ်မကွယ်ဘူးလားအမှန်မှကွဲတဲ့သူသိပြီးနေရမယ်ဒါရေးစရာရဲ့ဘောဟုတ်လားမတွဲချင်တဲ့သူကိုတွဲပြီးလုပ်နိုင်ရမယ် collaborative လုပ်နိုင်ရမယ် collaboration လုပ်နိုင်ရမယ်အခုတော့ဘာလုပ်နည်းနည်းဟနေတဲ့ဟာလေးတက်ရှူသွားတာတော့တက်ရှူတူလေးနဲ့ထောက်တာခဲ့တယ်ထောက်ဆိုကွဲသွားနိုင်ငံကွဲတာသူတို့တောင်မကင်းဘူးဟုတ်လားအနုပညာသမားတွေစာရေးဆရာတွေဒါတတိထားမှချက်တယ်အဲ့ဒါဒီလိုဘုန်းကြီးတွေကလည်းရောကောသောကောပါတယ်ဗျအဲ့ဘုန်းကြီးတွေကလည်းရောကောသောကောပါတယ်နိုင်ငံရေးဘုန်းကြီးလားတရားဟောဘုန်းကြီးလားဘာကြောင့်မသိတပည့်တော်အခုတရားဟောဘုန်းကြီးမဟုတ်ဘူးတော့ရှင်များတို့သင်တန်းပေးနေရနော်ဟုတ်လားသင်တန်းပေးပြီးတော့သင်တန်းလို့ပဲပြောအောင်ပေါ့တရားဟောရင်တရားတွေပဲထည့်ပြောလို့ရဟုတ်လားအဲ့ဒါဆိုကိုယ်အပိုင်းနဲ့ကိုဗာရှင်းနဲ့ကိုပြောရပါလေအဲ့တော့ကြိုက်တာလို့တို့တော့သူ့နေရာနဲ့သူဟောအောင်နော်စာရေးဆရာသာပင်ဘုသူဒ္ဓနဲ့လူသားတွေရဲ့စွမ်းရည်မြင်မအောင်ပြောအောင်အဲ့လိုမျိုးပြောအဲ့ဒါတို့စိတ်ဓာတ်ရမြင်ပါစေရေးဆိုတဲ့အပိုင်းမှာအထူးသတိထားပါနော်ဘုန်းကြီးတွေဆိုလည်းဘုန်းကြီးတွေတိုင်းမဟုတ်ဘူးဒီပါတီရဲ့အရှိန်ဝါယူကိုအလုံးမနဲ့ကြိုက်တယ်ဆိုတဲ့ဘုန်းကြီးတွေပါတယ်သူတို့ပြောရင်တော့ရှင်များအဲ့ဒီပါတီကအဲ့ဒီပုဂ္ဂိုလ်ကြီးတွေကောင်းကြောင်းပြောမှာပဲအဲ့ဒါဟိုပါတီရောဟိုပုဂ္ဂိုလ်တွေမကောင်းကြောင်းပြောမှာပဲကောင်းကြောင်းမကောင်းကြောင်းပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကြတော့ခက်တယ်